လူမေးများဆုံးဖြစ်တဲ့ invitation နဲ့က coin 1000ကို free ဘယ်လိုယူရမလဲသိကျင်တဲ့သူတွေအဆုံးထိကြည့်ပေးပါပထမအဆုံးအနေနဲ့ brother တို့ရဲ့ friend invitation campaign အောက်က your invitation code ကို copy ယူပေးပါပြီးရင်တော့အကောင့်တစ်5កောက်ဖွင့်ပေးရပါမယ်အကောင့်အသစ်ပဲရပါတယ်အဟောင်းနေမရပါဘူးပြီးရင်တော့အကောင့်တစ်5ခုမှာခုန copy ယူထားတဲ့ invitation code ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ် invitation code ကိုဘယ်လိုရိုက်ထည့်ရမလဲဆိုရင်ဖွင့်ထားတဲ့အကောင့်တစ်5ခုမှာ invitation ကိုဝင်ပြီးရင် enter invitation code ကိုနှိပ်ပြီးရင်ခုန copy ယူထားတဲ့ code ကိုရိုက်ထည့်ပေးရမှာပဲဖြစ်ပါတယ်အဲ့လိုရိုက်ထည့်လိုက်ရင်တော့ရိုက်ထည့်လိုက်တဲ့အကောင့်တစ်5ခုမှာ coin 100စီအရင်ဆုံးရရှိမှာဖြစ်ပါတယ်အဲ့လိုလုပ်ပြီးရင်တော့ brother တို့ရဲ့ main account မှာ coin 250အရင်ဆုံးရရှိမှာဖြစ်ပါတယ်ကျန်တဲ့ coin တွေကိုဘယ်လိုဆက်ပြီးယူရမလဲရှင်းပြပေးပါမယ်ဒုတိယတစ်ခုအနေနဲ့ဖွင့်ထားတဲ့အကောင့်တစ်5ခုလုံးက set the jewelry ရဲ့လောက်တာနဲ့ coin 125ခုထည့်ရမှာဖြစ်ပါတယ်တတိယတစ်ခုအနေနဲ့ဖွင့်ထားတဲ့အကောင့်တစ်5ခုနဲ့ daily game mission လောက်တာနဲ့ coin 250ထည့်ရမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ဖွင့်ထားတဲ့အကောင့်တစ်5ခုလုံး division 8ကိုရောက်တာနဲ့ coin 125ခုထည့်ရမှာပဲဖြစ်ပါတယ်အဲ့တော့အားလုံးပေါင်းလိုက်ရင် coin 950ရသွားပါပြီနောက်တစ်ခုအနေနဲ့ဖွင့်ထားတဲ့အကောင့်တစ်5ခုက division 7ကိုရောက်တာနဲ့ coin 125ခုထည့်ရမှာပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့ဖွင့်ထားတဲ့အကောင့်တစ်5ခုလုံးက division 6ကိုရောက်တာနဲ့ coin 125ခုထည့်ရမှာဖြစ်ပြီးတော့အားလုံးပေါင်းလိုက်ရင် coin 1000ရရှိမှာဖြစ်ပါတယ်ဒါနဲ့ direct ကိုခုထိမရရှိသေးတဲ့သူတွေ friend ကန်လို့ရအောင်ကျွန်တော် Telegram group လေးဖွဲ့ပေးထားပါတယ်လိုချင်တဲ့သူရှိရင် direct message မှာလာရောက်တောင်းရနိုင်ပါတယ်ဆိုတော့ကအားလုံးနားလဲကြမလို့မျှော်လင့်ပါတယ်မသိတာရှိရင် comment မှာဝင်ရောက်မေးသွားနိုင်ပါတယ် e4 နဲ့ပတ်သက်တဲ့ဗီဒီယိုတွေတင်တိုင်းသိရအောင်ကျွန်တော်ရဲ့ e4 TikTok အကောင့်လေးကို follow လေးနှိပ်သွားပေးပြီး YouTube channel လေးကို subscribe လေးနှိပ်သွားပေးပါအောင်ဗျ